အားလုံးပဲမင်္ဂလာပါရှင်ဖေမ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာဆိုရင်တော့ကျမတို့နေ့စဉ်ဘဝမှာပေါ့နော်3-4ထရှိတဲ့စကားလုံးလေးတချို့တစ်ဝက်ကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးစကားလုံးအနေနဲ့တောက်တီဆိုတဲ့စကားလုံးကိုလာပြီးတော့မျှဝေပေးမှာပေါ့နော်သူ့ကိုထိုင်းလို့ကြတော့ doom လို့ခေါ်တယ်ပေါ့နော်တော်ဥမောမိုင်းအဲ doom တောက်တီတော်ဥမောမိုင်းအဲ doom ဆိုတာကတောက်တီပေါ့နော်ဒီစကားလုံးလေးကိုကျမတို့အများစုသိထားပြီးသားဖြစ်တဲ့num ဆိုတဲ့စကားလုံးလေးလည်းလာပြီးတော့တွဲပြသွားမှာဖြစ်ပါတယ် num ဆိုတာကရေကိုပြောရပါ noမိုက်ထို num ดื่มน้ำပေါ့နော်ဆိုတော့ดื่มน้ำဆိုတာကရေတောက်တီดื่มน้ำရေတောက်တီဒါလေးကိုကျမတို့စာကြောင်းလေးဖွဲ့ဆိုကြည့်ပါမယ်ผมกำลังดื่มน้ำဆိုတာကငါရေတောက်နေတယ်ပေါ့နော်ผมဆိုတာကကျွန်တော်ပေါ့နော်กำลังဆိုတာကဒီလုံနေဆဲဖြစ်နေဆဲအချိန်ကာလကိုပြောတာပေါ့နော်ดื่มน้ำဆိုတာကရေတောက်တီဒါကြောင့်မို့သူစာကြောင်းတစ်ကြောင်းလုံးပြန်ဆိုမယ်ဆိုရင်ผมกำลังดื่มน้ำဆိုတာကငါရေတောက်နေတယ်ပေါ့ဒီดื่มน้ำကိုလေတခါတလေမှာကျမတို့น้ำดื่มဆိုတာနဲ့မတတ်တယ်ပေါ့နော်น้ำดื่มဆိုတာကကြတော့ဒီရိုးကျမတို့တောက်ရည်လို့ခေါ်တာပေါ့နော်ရေတောက်တီလို့မခေါ်ဘဲနဲ့သူ့ရဲ့အတိတ်ပဲကဒီတောက်ရည်လို့အဲ့လိုမျိုးအတိတ်ပဲရတော့မှာပေါ့နော်น้ำดื่มဆိုလို့ရှိရင်နောက်စာလုံးလေးတစ်ခုကเครื่องดื่มเครื่องดื่มဆိုတာကဒီတောက်စရာပေါ့နော်ဖြော်ရည်ရမကာတွေပြီးလို့ရှိရင်ဒီတောက်စရာတချို့ကိုပြောရပါเครื่องလို့ခေါ်ခန့်နေမယ်ဆိုရင်เครื่องดื่มအဲ့လိုလဲခေါ်ကြရပေါ့နော်သူ့ရဲ့အတန်ထွက်အမှန်ကတော့เครื่องดื่มနောက်တစ်ခုဆက်ပြောကြည့်မယ်နော်ดื่มเหล้าဆိုတာကလောက်ဆိုတာကရက်ကိုပြောရပါတော့ดื่มเหล้าဆိုတော့ดื่มเหล้าဆိုတာကအရက်တောက်တီနောက်တစ်ခုကကြတော့ดื่มหนักဆိုတာကအများကြီးတောက်တာကိုပြောရပါတော့ดื่มหนักဆိုတာကအများကြီးတောက်လိုက်တယ်စာကြောင်းလေးချောင်းပြန်ဆိုကြည့်မယ်နော်เมื่อคืนผมดื่มหนักมากဆိုတာကမနေ့ညတော့ငါအရန်တောက်လိုက်တယ်ပေါ့နော်เมื่อคืนဆိုတာကမနေ့ညကผมဆိုတာကကျွန်တော်ပေါ့နော်ดื่มหนักมากဆိုတာကအများကြီးတောက်လိုက်မိတယ်ပေါ့နော်ဗီဒီယိုလေးကိုအစားအဆုံးနားထောင်ပြီးတော့ကြမို့အားလုံးကိုကျေးဇူးတင်ပါတယ်